မြန်မာပြည်တထင်းဖြစ်ဖို့တော့မင်းတို့တိုက်ကြီးမခတ်ဘူးလို့ထင်တယ်နည်းနည်းတော့ခတ်မှာပေါ့ဒါမှတအားကြီးတော့မခတ်ဘူးအဆင်ပြေတဲ့သူနဲ့ပေါင်းတဲ့ရအဲ့လိုပဲချမ်းသာတော်တဲ့သူတွေများပါမြန်မာပြည်မှာတော့နော်ဒါကဘာကိုရင်ပေါင်တန်းတယ်လောက်သူတို့တွေလောက်လာပညာတွေတွေ့ကြုံနေရှိလားဆိုတော့နည်းပါတယ်လက်ချိုးရည်လို့ရတယ်ဆိုတော့ကဘာမှာအချမ်းသာဆုံးပုံကိုကြီးတွေဆရာဝန်တွေတယောက်မှမပေါ့တော့မှားနေတာလေဆရာဝန်ဆိုရင်မြန်မာပြည်ကအမြင့်ဆုံးလို့ထင်တယ်အင်ဂျင်နီယာဆိုအမြင့်ဆုံးလို့ကဘာမှာအချမ်းသာဆုံးပုံကဆရာဝန်တယောက်မှမပါဘူးအင်ဂျင်နီယာတယောက်မှမပါဘူးအကုန်လုံးကဘယ်သူတွေတော့နိပညာသမားတွေအကြီးတယ်ကိုမင်းတို့သိလေဟုတ်တယ်မလား Elon Musk Zuckerberg Jeff Bezos အကုန်လုံးကဘယ်သူတွေတော့နိပညာသမားတွေဒုတိယလိုက်တဲ့သူတွေကကုန်တယ်တွေပဲစီးပွားရေးကျွမ်းကျင်တဲ့သူတွေကုန်တယ်တွေဆိုတော့ကဘာမှာချမ်းသာတဲ့ပုံကိုတွေကနိပညာသမားဒုတိယကကုန်တယ်တွေပဲဈေးအောင်တတ်တဲ့သူတွေပေါ့အဲ့ဒါမင်းတို့သူတည်နေတာလို့ဘယ်သူတွေချမ်းသာတယ်တို့တော့သိကြတယ်ဆရာဝန်တွေတယောက်မှမပါဘူးအင်ဂျင်နီယာတွေတယောက်မှမပါဘူးတို့နိုင်ငံကဆရာဝန်အင်ဂျင်နီယာမှပညာတတ်လို့ထင်နေတာတွေကမှားနေတာဟုတ်လားဟုတ်ပြီနော်အဲ့ဒါဆိုတော့မင်းတို့ဘယ်လောက်ချမ်းသာခြင်းတာလဲအဲ့ချမ်းသာခြင်းတယ်ဆိုတဲ့သူတွေကို role model ထားပြီးတော့သူတို့တွေရဲ့အကြောင်းတွေကိုပိုက်စိတ်တိုက်လေ့လာတယ်ဘလို့စားလဲဘလို့တောက်လဲဘလို့ဝတ်လဲဘလို့နေလဲဘလို့ထိုင်လဲဘလို့ပြောကြလဲ